မတရားတွေကိုလောက၌မပပြောင်းရစေနိကတော့ပါသာစီကဖို့ဆိုတာသာသနာမကွယ်ဖို့အဓိကအရေးပါသုံးသင်တတ်သောမြတ်တန်လာလူဘဝခဏရတဲ့ခိုက်တမ်းမှာဗုဒ္ဓရဲ့တရားနဲ့မွေးတန်တာ229သွေး